ရုတ်တရက်ပွင့်ထွက်လာတဲ့ရုံးခန်းတကာမျောလင့်မထားတဲ့မြင်ကွင်းတစ်ခုကမျက်စိရှိမှအထင်သာကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ယုံကြည်မှုတွေကဒီအခန်းလေးထဲမှာပဲပြိုလဲသွားခဲ့ပြီလားအဖြူရောင်ဝတ်စုံနဲ့ကြော့ရှင်းနေတဲ့သူမရဲ့ခြေလမ်းတွေကတုံရင်ချင်းမရှိပေမဲ့ရင်းထဲမှာတော့မီးတောက်တစ်ခုပေါက်ကွဲနေသလိုပါပဲအလုံးကိစ္စကြောင့်မှဆိုတဲ့စင်ကြေတွေကလေးထဲမှာပြင်းလွင်လို့ရှင်တို့ဘာတွေလုပ်နေကြတာလဲအဲ့ဒီလိုမေးခွန်းကိုထုံးမမေးခင်မှာပဲအရှက်မဲ့တဲ့တုံ့ပြန်မှုတွေကအစင်သင်ကိုယ့်နေရာကိုလူယူခြင်းနေတဲ့အမျိုးသမီးတယောက်ရဲ့ရဲတင်းလို့တဲ့စကားတွေကနားထဲမှာခါတီးနေတယ်။ရှင်ကမန်နေဂျာတယောက်ပဲလေ။ဥက္ခရာရုံးခန်းလေးကိုဒီလိုဝင်လာရအောင်ဘသူခွင့်ပြုချက်ရထားလို့လဲတဲ့။အဲ့ဒီစကားကသူ့မကိုပို့ပြီးတော့ပြတ်သားစေခဲ့တယ်။ကျမမနေ့ပြန်ကစားပြီးဒီကုမ္ပဏီကိုလာတော့မှမဟုတ်ဘူး။လှုပ်ထွက်စာတင်ခဲ့ပြီးသားပဲ။သူမရဲ့အေးဆက်ဆက်အတန်ကအခန်းတစ်ခုလုံးကိုတုံဟင်းသွားစေတယ်။နောင်တဆိုတာသူမအတွက်မရှိတော့ဘူး။သစ္စာဖောက်တဲ့နှလုံးသားတစ်ခုကိုဆက်ပြီးစုပ်ကိုင်ထားဖို့သူမအကြောင်းပြချက်မရှိတော့ဘူးလေ။ဒါပေမဲ့တစ်ဖက်ကအမျိုးသမီးရဲ့ရန်စမှုတွေကအဆုံးမတတ်သေးဘူး။သူကရှင့်ကိုမချစ်တော့ဘူး။သူချစ်တာကျမကိုပဲဆိုတဲ့စကားကနောက်ဆုံးလက်ကျန်သိခံမှုကိုရိုက်ချိုးလိုက်တယ်လို့ပါပဲ။ရုတ်တရက်ရိုက်လိုက်တဲ့ပါရိုက်တန်တစ်ချက်အချစ်ဆိုတာရှင်တို့လိုလူတွေပြောရမယ့်စကားလုံးမဟုတ်ဘူး။သူမရဲ့မျက်လုံးထဲမှာအယောင်တွေကနာကျင်မှုထက်မာနကိုပိုပြီးပေါ်ပြနေတယ်။အဆက်တရားမဲ့တဲ့လူတွေကိုသူမဘယ်တော့မှတူထောက်ပြမှာမဟုတ်ဘူး။သူမထွက်သွားခဲ့ပြီ။ကြံရိတ်ခဲ့တဲ့သူရဲ့ရင်ထဲမှာတော့အခုမှအတီးတရားဝင်လာတယ်လို့ပဲ။မင်းငါကိုထားမသွားရဘူး။ငါခွင့်ပြုချက်မရှိပဲဘယ်သူမှငါအနာကထွက်သွားလို့မရဘူးလို့အော်ဟစ်နေပေမဲ့သူမကတော့ဝေးရာကိုရောက်နေခဲ့ပြီ။နေအိမ်အနှံပြအခန်းတိုင်းမှာသူမရဲ့အရေးအယောင်တွေကိုလိုက်ရှာနေပေမဲ့အရာအလုံးကဟာလာဟင်းနေမယ်။တစ်မျိုးလုံးကိုရှာတာဘယ်နေရာပဲရှိရှိသူမကိုပြန်ရှာပေးကြပါဆိုတဲ့အမိန့်တန်တွေကအချိန်နောက်သွားခဲ့ပြီလားတမိုးထားရမယ့်သူကိုလက်လွတ်လိုက်ရတဲ့အခါမှာနောင်တဆိုတာအတန်ကျဲကျဲနဲ့ထွက်ပေါ်လာတတ်တဲ့လူမျိုးပါအမုန်းရဲ့အခြားတစ်ဖက်မှာသူမကတော့အသစ်တစ်ဖန်ပြန်လဲမွေးဖွားဖို့ခြေလမ်းပြင်နေပါပြီ